အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုထဲမှာကိုယ့်ရဲ့တနေ့တာအသားတက်လိုအပ်ချက်ကဘယ်လောက်ပမာဏရှိရလဲအသားတက်ရဲ့အကျိုးအာနိသင်တွေကဘာတွေလဲပေါ့နော်တနေ့တာအသားတက်လိုအပ်ချက်ပြည့်မီဖို့အတွက်ဘယ်လိုတွေစားတောက်သင့်တယ်လဲသိစေဖို့ရအတွက်ဒီဗီဒီယိုကနေတစ်စင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အသားတက်ဆိုလို့ရှိရင်ခန္ဓာကိုယ်တိဆောက်ပြုပြင်ဖို့အတွက်ပေါ့နော်အဓိကအရေးကြီးတဲ့တက်တစ်မျိုးဖြစ်တယ်ပေါ့နော်သူ့ကိုဓာတုတပေရသဘောတရားအရာအမိုင်းလိုအပ်စစ်လို့ခေါ်တယ်ပေါ့နော်အသားတက်ကိုနှစ်မျိုးပြန်ပြီးတော့ခွဲထားတယ်ပေါ့နော်တိရစ္ဆာန်ရတဲ့အသားတက်ရင်အတိရောကရတဲ့အသားတက်ရဲ့ဆိုပြီးတော့ပြန်ခွဲထားတယ်ပေါ့နော်တိရစ္ဆာန်ရတဲ့အသားတက်ကဘာကြီးလဲဆိုရင်အမဲသားတို့ဝက်သားတို့ကြက်သားတို့ငါးတို့ပေါ့နော်စတဲ့တိရစ္ဆာန်ရတဲ့အသားတွေဥမျိုးမျိုးရှိမယ်နို့မျိုးမျိုးရှိမယ်နို့မှရတဲ့အစားအစာတွေရှိမယ်ပေါ့နော်ဥမာအဖြစ်ထောပတ်ဒိန်ကဲမလိုင်ပေါ့နော်အဲ့အစားတွေပါဝင်နေပေါ့နော်အဲ့တော့အသားတက်မှာအသားတက်အပြင်ဗာတက်တွေပါတယ်လဲဆိုရင်ထုံးတက်တွေ phosphorus ပေါ့နော် iron တို့ဒီ iodine တက်တို့ပါတာကိုလည်းတွေ့ရတယ်ပေါ့နော်အသီးရွက်ကရတဲ့အသားတက်မှာအသားတက်တွေကပါရင်လဲဆိုရင်ပဲမျိုးမျိုးရှိမယ်အာလူးကော်ပြီးစုပုတ်ရွက်ပေါ့နော်တန်းတလွယ်ရွက်ဂျုံစတဲ့လက်ဆက်တဲ့အသီးရွက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ပဲမှာကြတော့အသားတက်က20ရာခိုင်နှုန်းအထိပါဝင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာပေါ်များပြီးတော့အလွယ်တကူရရှိနိုင်တဲ့ဘာသာတဲ့ကြွယ်ဝတဲ့အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုစီးရဲသားအမဲလို့တောင်ခေါ်ပြီးတော့တင်စားပြီးတော့ခေါ်ဝေါ်ကြတယ်ပေါ့နော်တိရစ္ဆာန်ရတဲ့အသားတက်ကဒီအမိုင်နိုအက်ဆစ်ပိုများတယ်ပေါ့နော်အသီးရွက်ကရတဲ့အသားတက်ကကြတော့အမိုင်နိုအက်ဆစ်နည်းနည်းလေးလျော့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အသားတက်ကိုစားသုံးခြင်းအပြင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်ကလပ်စည်းတွေပေါ့နော်အသားမြင့်တွေကနေ့စဉ်နဲ့များပျက်စီးယိုယွင်းနေတယ်ပေါ့နော်အဲ့တော့ပျက်စီးယိုယွင်းသွားတယ်ပေါ့နော်ဒီအသားကလပ်စည်းတွေအသားမြင့်တွေအသစ်တပံပြန်လည်ပြုပြင်တိစောက်ဖို့အတွက်အသားတက်လိုအပ်တယ်ပေါ့နော်အဲ့တော့စက်ကရိယာတစ်ခုပေါ့နော်ဒီယူရင်းပျက်စီးသွားတယ်ဆိုလို့ရှိရင်ပေါ့နော်လောင်စာအနေနဲ့ဓာတ်စီရေနံစီတွေထည့်ပေးရုံနဲ့မပြီးသေးဘူးပေါ့နော်အဲ့ဒီပျက်စီးသွားတဲ့ပစ္စည်းကိုအစားထိုးပေးမှပဲကောင်းမွန်လာနိုင်တယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်မှာရှိတဲ့ဒီအသားမြင်တွေပေါ့နော်ယူရင်းပျက်စီးသွားတယ်ဆိုရင်ကစီတက်ပါတဲ့ပေါ့နော်ထမင်းကြီးတက်စားပြီးနေုံနဲ့မလုံလောက်ဘူးပေါ့နော်အသားတက်ကိုလည်းမိဝဲပြီးမှအာဟာရတက်ပြေဝနိုင်တယ်ပေါ့နော်အဲ့တော့အသက်20ကနေ60ဝန်းကျင်ရှိတဲ့အမျိုးသားတဦးမှာဆိုလို့ရှိရင်တနေ့တာအသားတက်လိုအပ်ချက်က2400ပေါ့နော်ကီလိုကယ်လိုရီဖြစ်ပြီးတော့အမျိုးသမီးတဦးကကြတော့တနေ့တာမှာ2000ကီလိုကယ်လိုရီလိုအပ်တယ်ပေါ့နော်ဂရမ်အပြည့်ဆိုလို့ရှိရင်တော့24ဂရမ်လိုအပ်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့တနေ့တာအတွင်းအသားတက်ဒီလိုအပ်တဲ့ဂရမ်ပြည့်မီဖို့ရဆိုလို့ရှိရင်ခုနထမင်းအပြင်ပေါ့နော်အသားပဲရင်ပေါ့နော်ပဲရင်ပြင်အရွက်ကြော်ပေါ့နော်ခုနပြောခဲ့တဲ့အရွက်တွေပေါ့နော်